အားလုံးမင်္ဂလာပါကျွန်တော်နာမည် Eva ဖြစ်ပါတယ် Diploma in TESOL ရရှိသားသူလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့We Learn Together channel ကအတူတကွလေ့လာနေတာဖြစ်တယ်ကျွန်တော်လည်းလေ့လာနေတာဖြစ်တယ်ဆိုတော့မိတ်ဆွေအနေနဲ့လည်းကြည့်နေတဲ့လူတယောက်လည်းပေါ့နော်ဒီနေ့စဉ်တိုးတက်ဖို့အတွက်ကျွန်တော်တစ်ခုခုအဖတ်တင်တော့ပေါ့နော်ရအောင်လေ့လာမယ်ဆိုတော့ဆန္ဒနဲ့ကျွန်တော်ဗီဒီယိုတင်နေတာဖြစ်ပါတယ် Okay ကျွန်တော် lesson စလိုက်ရအောင်ဆိုတော့ getting meaning from context ဒီ skills ကကျွန်တော်တို့စာဖတ်တဲ့အခါမှာစာဖတ်တဲ့လူဆိုရင်ကျွန်တော်တို့ဒီသုံးနေကြပါတော့တစ်ခါကျသတိထားမိချင်ပါထားမိပါဟိုမှာကိုဖတ်တဲ့စာပီဘယ်ဘာသာမဆိုပေါ့နော်ဒီစကားလုံးတစ်လုံးကိုကျွန်တော်တို့မသိရင်ဘယ်လိုလုပ်လဲဆိုတဲ့အရာကိုပြောတော့မှာဖြစ်တယ်ဆိုတော့ getting meaning from context တနည်းအားဖြင့်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့အရင်သိရမယ့်အရာတစ်ခုက context ဆိုတဲ့စကားလုံးကဘာကြီးလဲပေါ့နော်context ကကျွန်တော်တို့ကဘာပြောချင်တာလဲဆိုတော့ situation ကိုပြောချင်တာဖြစ်တယ်အခြေအနေဥပမာကျွန်တော်တို့ဒီဘယ်နေရာမှာဘာကြောင့်ဘယ်သူနဲ့ဘာတွေလုပ်နေရလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကပြောချင်တာဖြစ်တယ် context ကကိုယ်စာတစ်ပိုက်ဖတ်တဲ့အခါမှာအဲ့စကားလုံးကိုမသိတဲ့အခါမှာ dictionary သွားလည်နေမယ်ဆိုရင်အချိန်အရင်ကြာပြီးအရှိမရောက်ဘူးဆိုတော့အဲ့ဒီဟာကျွန်တော်တို့ dictionary မကြည့်ဘဲနဲ့သိလို့ရမယ်နည်းရှိတယ်ပေါ့နော်အဲ့ဒါဘာဖြစ်မလဲကျွန်တော်တစ်ချက်ကြည့်အောင်ဆိုတော့ဒီ context ရဲ့အဓိပ္ပာယ်ကသူ့ရဲ့ဘေးနားမှာရှိတဲ့စကားလုံးတွေကိုကျွန်တော်တို့ကကြည့်ပြီးတော့ကိုမသိတဲ့စကားလုံးကိုအဓိပ္ပာယ်ရှာတာဖြစ်တယ်ဥပမာပေါ့နော်ကြည့်အောင် It was a joyful celebration everyone was very happy ဆိုတော့ကျွန်တော်တို့ဒီ joyful ဆိုတဲ့စကားလုံးမသိဘူးဒါမဲ့သူ့ဘေးနားမှာရှိတဲ့စကားလုံးကျွန်တော်လိုက်ကြည့် celebration ကျင်းပတာတို့ happy ဆိုတဲ့စကားလုံးတွေကျွန်တော်တွေ့ရတယ်ဆိုတော့ဒီ joyful ရဲ့အဓိပ္ပာယ်က positive အဓိပ္ပာယ်တော့ကျွန်တော်သိတယ်အကောင်းမြင်တယ်ပေါ့နော်သူကပြီးတော့ဒီနားမှာပျော်ရွှင်တဲ့ခံစားချက်ရှိတယ်လူတွေကျင်းပနေတယ်တခုခုအောင်ပွဲခံနေတဲ့အရာတွေပြောနေတာဖြစ်တယ်ဆိုတော့ဒီစာကြောင်းကကျွန်တော် context လို့ခေါ်တယ်ဆိုတော့ context ရဲ့အဓိပ္ပာယ်ကအဓိပ္ပာယ်အတိအကျပေးချင်မှပေးမယ်ဒါပေမဲ့ general meanings ကိုကျွန်တော်တို့သိတယ် joyful ရဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျွန်တော်ကြည့်မယ် The red sign told me that there was danger and some possibility of injury. Danger ဆိုတဲ့စကားလုံးကကျွန်တော်မသိဘူး။အမှန်ကျွန်တော်ဒီရှိမှတော့ red ဆိုတဲ့အနည်းအောင်ဆို danger အနေနဲ့ပြုတ်နေတာ။အနေနဲ့ပြုတ်တဲ့စကားလုံးမသိဘူးဆိုအနောက်ကဟာကျွန်တော်စဖတ်တယ်။ကျွန်တော်ဒီထိခိုက်တဲ့ရမှုဖြစ်နိုင်ချေရှိဟာတွေကိုပြောတာ။ဆိုတော့ဒီ injury နဲ့ possibility က danger ကိုကျွန်တော်တို့ပြောနေတာဖြစ်တယ်။ဆိုတော့ context give us general meaning ဒီအောင်ပြောချင်တာပေါ့နော်ဒီအောက်မှာဆိုရင် from the contextက situation you can understand that the word joyful means very happy လွယ်လွယ်လေးပဲ joyful means very happy ပြီးတော့ danger means you might get hurt ဒါပဲဆိုတော့ကျွန်တော်စာဖတ်တဲ့အခါမှာမသိတဲ့စကားလုံးပေါ့နော်တစ်ခါကျတော့ဘာလို့လဲရှိလဲဆိုရှာလို့လည်းမရတော့သူရဲ့အတိတ်ပဲဘေးကအစာချောင်းတွေလည်းကြည့်ရစကားလုံးတွေကြည့်ရရှာလို့မရဆိုကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ကြော်လိုက်တယ်အဲ့စကားလုံးအဆက်ဖတ်တယ်ပေါ့နော်တော့မတခါကျအဲ့စကားလုံးကို context လို့ပြောတဲ့အခါမှာသူပေးထားတဲ့ examples ကြည့်ရတော့သူရှင်းပြထားတဲ့ဒီ explanation တွေကျွန်တော်လိုက်ကြည့်ချင်အဖြစ်အဲ့ဒီစကားလုံးကဘာကိုပြောနေရလဲဆိုတာကျွန်တော်တို့ရဲ့ idea ရတယ်အဲ့ဒီဟာကိုအဓိကပြောချင်တာဖြစ်တယ်ကျွန်တော်တို့ဒီ exercise လုပ်ကြည့်အောင် number A ကိုကြည့်မယ် read these sentences from reading 1 the reading 1ကပေါ့နော် underline the words that give the context for the bold word in each sentence number 1ကြည့်ချင်အောင်ပေါ့နော် the feeling ဆိုတဲ့စကားလုံးကျွန်တော်မသိဘူးဒီနားမှာ feeling နဲ့ပတ်သက်တဲ့စကားလုံးကျွန်တော်တွားပြီးတော့မြင်တာဥပမာ warm and comfort နှွေးထွေးတယ်တတောင့်တတာရှိတယ်ဒါမှ feelings of anger ဒီစကားလုံးသုံးလုံးက feeling ရဲ့အဓိပ္ပာယ်သူပြောပြနေပေါ့နော်တော့ကျွန်တော်တို့အဲ့လိုမျိုးဆိုရင်ဒီအောက်မှာပေါ့နော်ကျွန်တော်တို့ဒီလိုရေးပေးရပါပြီပို့ဆောင်မှာဖြစ်ဖြစ်ပေါ့နော် comfort and anger ဆိုတဲ့ဟာကျွန်တော်ရေးလိုက်မယ် alright ကျွန်တော်ချင်းဗီဒီယိုရက်ပြီးတော့ဒီဖြည့်ကြည့်ပေးပါOkay ကျွန်တော်တို့အဖြေတိုက်ကြည့်အောင်ဆိုတော့ဒုတိယတစ်ခုက Ancient cultures in China, Egypt, and India use colors to heal sickness. For example, people use blue to decrease
pain ဆိုတော့ heal ဆိုတဲ့စကားလုံးမသိဘူးဆိုရင်heal sickness ဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကကျွန်တော်သိရ context ကနေသိနိုင်တဲ့ဟာ decrease pain ဖြစ်ပါတယ်ဆိုတော့ in the United States what usually represents goodness it usually the color of a bride's wedding dress bride ဆိုတဲ့စကားလုံးမသိရင် wedding dress ဒီသူတို့သမီးဝတ်စုံကိုကျွန်တော်တို့အဲ့ဒီ context ရတာဖြစ်တယ်ဆိုတော့ in European culture purple is the color of royalty တော်ဝင်နဲ့ပတ်သက်တဲ့ဟာဆိုရင် kings and queens ဘယင်းတွေဘယင်းမတွေဆိုရင်ကျွန်တော်တော်ဝင်နဲ့သက်ဆိုင်တယ်နော်ပြီးတော့ psychology color psychology is the study of how colors affect your emotions psychology study ဆိုတဲ့စကားလုံးပြီး emotions ဆိုတဲ့စကားလုံးက psychology နဲ့ပတ်သက်နေတယ် Soccer referees make more decisions against teams that wore black uniforms. So referees ဆိုတဲ့စကားလုံးကျွန်တော်တို့မသိရင်သူကဘာလုပ်လဲဆိုတော့သူဆုံးဖြတ်ချက်တွေပေးတယ် decisions ဆိုတဲ့စကားလုံးပြီးတော့ teams uniforms ဆိုတဲ့စကားလုံးလေးဆိုတော့ဒီနေ့ကျွန်တော်လေ့လာတာက getting meaning from context က situations ကိုပြောတာဖြစ်တယ်ဆိုတော့အကျဉ်းဖြင့်ဆိုရင်ကိုမသိတဲ့စကားလုံးကိုဘေးကစကားလုံးကြည့်ချင်အပြင်ကျွန်တော်မှန်းလိုက်တယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ် okay ဆိုတော့ဒီအရာကိုကျွန်တော်တို့ဒီနေ့စဉ်စာဖတ်နေတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော် exercise တွေလုပ်နေတဲ့အခါမှာဖြစ်ဖြစ်ဒီအတိတ်တွေကိုကျွန်တော်သိနိုင်တာဖြစ်ပါတယ်အားလုံးတို့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးများတင်ပါတယ်